တော့ဒါနကောင်းမှုဆိုတာမြည်သူကိုပဲပေးဒါနကုသိုလ်ဟာဖြစ်တယ်မှန်ကန်တဲ့ရွယ်ချက်နဲ့သူ့အပေါ်မှာအကျိုးစီးပွားကိုလိုလားတဲ့စိတ်တော်ထားတစုံတစ်ခုရလို့မှုနဲ့ပေးတာမျိုးကြတော့သူကအယောင်းဝယ်လုပ်တဲ့သဘောဆန်သွားတယ်ပေါ့အဲ့ဒါမျိုးမဟုတ်ပဲနဲ့ဘာမှမျှော်လင့်ချက်မထားဘူးသူ့ကိုချမ်းသာစေခြင်းလို့သို့မဟုတ်သူစားစေခြင်းလို့ပေးတယ်ဆိုတာမေတ္တာနဲ့ပေးတာတရားတကောင်ပဲပေးလူတယောက်ကိုပဲပေးဒါနကောင်းမှုဖြစ်တယ်နော်ဒါနကောင်းမှုဆိုတာဖြစ်တယ်ဒါကြောင့်မို့ဒါနကောင်းမှုဆိုတာဘယ်ပုဂ္ဂိုလ်ပဲဖြစ်မိသားစုထဲမှာကိုရတဲ့ဝိစုတွေကနေပြီးတော့မဝသေးဘူးဆိုရင်ကိုကရှော့စားပြီးကြွေးတာလေဒါလည်းဒါနကောင်းမှုပဲနော်ဒါနကောင်းမှုဖြစ်တယ်တချို့အိမ်တွေဆိုလို့ရှိရင်ချက်ပြုတ်တဲ့ပုဂ္ဂိုလ်ကသူများကြက်နဲ့မိသားစုတွေကိုဝအောင်ကြွေးပြီးမှသူကကျန်တာလေးစားတဲ့မိသားစုတွေရှိတတ်တယ်ပေါ့နော်အိုးလူခွက်လူခေါ်တယ်ပေါ့နော်အဲ့လိုစားတာမျိုးတွေဒါလည်းသူ့ရဲ့မေတ္တာစေတနာဒါနကောင်းမှုဖြစ်တာအဲ့လိုဒါနကောင်းမှုဆိုတာဟာဘာပဲဖြစ်လူလောကရောက်လာတဲ့အချိန်မှာဒါနကောင်းမှုဆိုတာလေပြုချရတယ်ဒါနကောင်းမှုပြုတယ်ဆိုတာအထူးဆန်းမဟုတ်ဘူးဒီအလူကြီးပေးဖို့ဒီလိုဟာတွေမဟုတ်ဘူးအချင်းချင်းအပြန်အလှန်ပေးတာကဏ္ဍလေးတွေဟာဒါနကောင်းမှုတွေကြီးပဲအကုန်လုံးနော်မဂ္ဂဒေဝလင်္ကာမှာရေးထားသလိုရေအေးတစ်ခွက်စီတစ်ဆက်နဲ့လက်ဖက်တရိုးကြံတချိုးမြမျက်နှိုးချီပြူဒါနဟူသည်ကုသိုလ်ကောင်းမှုရပြုလို့တော့ကိုစားတဲ့ထက်ကပေးနေဒါနဖြစ်တာเจ้าကြီးတွေဆောက်မှလူကြီးတွေပေးမှဒါလုံးဝဒါနမဟုတ်ဘူးเนาะသူချင်းချင်းဟာဒီလိုပေးချမ်းကမ်းခြင်းဆိုတာဒါနသို့တော်အဲ့ဒီဒါနဟာပြုလွယ်ကြတယ်စေရနာထက်သန်တဲ့အချင်းချင်းမေတ္တာရှိနေတယ်ဆိုရင်ပေးဖို့လွယ်ကြတယ်